ကယ်လိုရီ300လောက်နဲ့မန္တလေးနန်းကြီးတုတ်လို့ရမယ်ဆိုရင်ယုံပါလား Hello, it's me, Rose. ဒီနေ့တော့ Rose ကကယ်လိုရီ300အောက်ပဲပါဝင်တဲ့မန္တလေးနန်းကြီးတုတ်ကလေးကိုတုတ်စားဖြစ်ပါတယ်။ Rose နဲ့အတူတူတုတ်ကြည့်ရအောင်နော်။မှာဦးဆုံးအရေကွန်ခွာထားတဲ့ကြက်တကာကိုကြက်သွန်ပြူရဲ့ဂျင်းရဲ့စားလေးနည်းနည်းလေးထည့်မယ်။နောက်ပြီးမှုံအမုံနဲ့နည်းနည်းပဲအမြစ်ကလေးတွေနဲ့ရောပြီးတော့ရေလေးမြုပ်အောင်ထည့်အသားလေးတွေကိုနူးအောင်ပြုတ်ထားလိုက်ပါမယ်။အသားလေးတွေနူးလာပြီဆိုလို့ရှိရင်တော့ဆယ်ထားလိုက်ပါမယ်။နောက်ပြီးတော့မညိုသွားအောင်လို့ရေခဲရင်နဲ့စိမ်ထားလိုက်မယ်နော်။စသားတွေဆယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဟင်းကြိုတွေကိုကြောက်ဖြုံသီးလေးထည့်လိုက်ပါမယ်။အပေါ့ငံရတာအတွက်စားလေးနည်းနည်းလေးထည့်လိုက်ပါမယ်။ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကြောက်ဖြုံသီးလေးနူးသွားအောင်လို့အဖုံးလေးပိတ်ထားပေးလိုက်ပါမယ်။ဆယ်ထားတဲ့ကြက်သားလေးတွေအေးသွားပြီဆိုလို့ရှိရင်တော့အသားတွေကိုညှွှန်ထားလိုက်ပါမယ်။စီလီ300 ml နှစ်ခွက်ကို microwave ထဲမှာ4မိနစ်လောက်ထည့်ပြီးတော့အပူပေးလိုက်ပါမယ်။ပူလာပြီဆိုလို့ရှိရင်တော့တစ်ခွက်ထဲကိုစနွင်းထည့်နောက်တစ်ခွက်ထဲကိုငရုတ်သီးမုတ်လေးနည်းနည်းလေးထည့်ပြီးတော့မှုထားလိုက်ပါမယ်။ရီဖြစ်သွားပြီဆိုလို့ရှိရင်တော့နန်းကြီးသားလေးတွေအီကလေးဖြစ်နေအောင်ရဲ့နောက်ပြီးတော့နန်းကြီးပေါ်မှာကတ်နေတဲ့စီလေးတွေပါသွားအောင်လို့ရင်းနှွေးလေးနဲ့9မိနစ်လောက်စိမ်ထားလိုက်ပါမယ်။လူလာရင်တော့စကားနဲ့ပြန်စစ်ထားလိုက်ပါမယ်။အခုဆိုရင်တော့နန်းကြီးတုပ်ဖို့ ready ဖြစ်နေပြီ။နန်းကြီးပဲ100 gram ကိုထည့်လိုက်မယ်။ပြုတ်ထားတဲ့ကြက်သားလေး50 gram လောက်နဲ့ထည့်မယ်။ဒီဖြောထားတဲ့ပဲမောင်လေးနည်းနည်းလေးထည့်မယ်။ပဲမုတ်လေးနှစ်စွန်းထည့်မယ်။စီဝါလေးကိုတော့ဒီ teaspoon လေးနဲ့ပဲတစ်စုံဆန်းလိုက်မယ်။စီနီလေးကိုလည်းဒီ teaspoon လေးနဲ့တစ်စုံဆန်းလိုက်မယ်။နောက်ပြီးတော့နေလို့ကောင်းအောင်လို့ချက်ပြုတ်လေးနည်းနည်းလေးထည့်မယ်။ရိုးစကအဆက်ကြိုက်လို့မြို့တိမုတ်လေးလည်းထည့်အောင်မယ်အရသာအပေါ်ငံအတွက်ငံပြရေးလေးနဲ့နည်းနည်းလေးထည့်မယ်အားလုံးကုန်ထည့်ပြီးသားလို့ဆိုလို့ရှိရင်တော့နှောင်းလေးလိုက်တယ်နော်အချင်းရတာအတွက်တမယာတိလေးတစ်စိမ့်နဲ့နည်းနည်းလေးနဲ့ထည့်မယ်ရိုးစတရီပေးချင်တာကတော့စီသုံးတဲ့ပမာဏပဲဖြစ်ပါတယ်ထည့်တဲ့အခါမှာဟင်းခတ်စွန်းနဲ့ထည့်တဲ့ပမာဏနဲ့တီးစपूนနဲ့ထည့်တဲ့ကယ်လိုရီပမာဏကအရန်ကိုကွာခြားပါတယ်ပဲမုံလည်းအတူတူပါပဲအဲ့ဒီတော့စီထည့်တာလေးကိုနည်းနည်းလေးလျှော့လိုက်မယ်ခင်းရည်လေးရဲ့ပဲမုံလေးများရဲ့ထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကယ်လိုရီလည်းမများအရသာလည်းအရန်ရှိတဲ့မန္တလေးနန်းကြီးတုပ်ကလေးဖြစ်သွားပါလိမ့်မယ်။နောက်နေ့တွေမှာလည်း Rose version နဲ့ဘာဟင်းတွေချက်စီကြံလဲဆိုတာကို comment အောက်မှာရေးသွားပေးဖို့မမေ့နဲ့နော်။